မင်္ဂလာပါရှင်ဒီနေ့အိမ်မှာပွဲလောက်တာဟော့ပေါ့ချက်ကျွေးဖြစ်တယ်ဟော့ပေါ့လောက်ရတာလွယ်တော့မလွယ်ဘူးအချိန်ကလည်းအများကြီးယူပြီးတော့လောက်ကူမဲ့သူကလည်းအများကြီးလိုတယ်ဟော့ပေါ့လေးအိုးချက်တာနေ့တစ်ပိုင်းကျော်လောက်အချိန်ယူလိုက်ရပါတယ်တောင်ပေါ်ဒေသမှာရာတီဥတုကအေးတော့ဟော့ပေါ့ကအကောင်းဆုံးအစားအစာပါပဲအရွက်တွေကလည်းစိတ်စိတ်ဆူဆူနဲ့လက်ဆက်နေတဲ့အချိန်လေးပေါ့ဒီဗီဒီယိုလေးထဲမှာဟော့ပေါ့ချက်နီကိုတဆင့်ချင်းစီတေချာလေးလုပ်ပြထားတာမလို့လိုက်လုပ်ကြည့်လို့ရပါတယ်နော်ပထမဆုံးအနေနဲ့ငုံဥတွေကိုပြုတ်ထားပါပြီးတဲ့အခါမှာဝက်ခောက်တွေကိုရေစိမ်ထားပါမယ်ဈေးကနေဝယ်လာတဲ့မုန်ညင်းစိမ်းမုန်ကြီးဖြူပဲလိပ်ပြစမုံစပါးနနံပင်အကုန်လုံးကိုရွေးထားပြီးမှဆေးထားပေးပါပြီးတဲ့အခါမှာဟော့ပေါ့မှာမရှိမဖြစ်လိုအပ်တဲ့ပိတ်ဥကိုအခုံခွာပြီးတော့ဆေးထားပါမယ်ပြီးတဲ့အခါမှာတအုပ်လေးလုပ်ဖို့အတွက်တအုပ်တပိတ်တာကိုအိုးထဲမှာခောက်ထားပေးပါစားချူမို့အနေငယ်ထည့်ပြီးမှခလောက်ပါမယ်။မွေဆက်နဲ့မွေတဲ့အခါမှာပဲချိန်ထိမွေပေးရမလဲဆိုလို့ရှိရင်ကြက်ဥအရေကကြဲကြဲလေးဖြစ်သွားတဲ့အထိမွေထားပေးပါ။မြုပ်ထွက်နေစရာမလိုပါဘူး။အဓိကကတော့ကြက်ဥကျဲသွားရင်ဆိုရင်ရပါပြီ။ကြက်ဥကြော်ဖို့အိုးပြားလေးထဲမှာစီအနေငယ်တုပ်ပေးထားပါ။မီးပြင်းလို့မရပါဘူးနော်။ပြီးရင်ဟင်းရည်စွန်းကြီးနဲ့ကြက်ဥတစ်စုံလောက်ပေါ်ပြီးတော့ပုံထဲကအတိုင်းအိုးကိုလဲပေးထားပါ။ကြက်ဥအရေတွေနည်းနည်းခြောက်သွားပြီဆိုလို့ရှိရင်လဲလို့ရပါပြီ။ပြီးရင်ပုံထဲကအတိုင်းခောက်ပြီးမှပကံထဲမှာထည့်ထားပေးပါနောက်တစ်ချက်ပြောပြပါမယ်နော်မီးအေးလေးနဲ့ကြက်ဥကနည်းနည်းခြောက်သွားပြီဆိုလို့ရှိရင်လန်လို့ရပြီကြက်ဥကြော်တဲ့အပိုင်းပြီးသွားပြီဆိုလို့ရှိရင်အသားပိုင်းကိုသွားပါမယ်ပထမဆုံးအသားနှပ်ဖို့အတွက်ဂျင်းတွေကိုခွာထားမှထောင်ထားပေးပါအဲ့ဒီကိုကောင်းကောင်းလေးနဲ့ရှယ်ကျွေးချင်လို့အသားတွေကိုတော့အများကြီးတုံထားပါတယ်ပထမဆုံးဝက်နံရုပ်တပိတ်တာကိုတေချာလေးဆေးထားပြီးတော့စားချုံမုတ်ဂျင်းငံပြာရည်နဲ့တေချာလေးနယ်ပြီးနှံ့ထားပေးပါမယ်အဲ့လိုပဲစက်တာတပိတ်တာကိုလည်းပဲစားချုံမုတ်ဂျင်းငံပြာရည်နဲ့နယ်ပြီးမှနှက်ထားပေးပါမယ်ပြီးရင်ဝက်ကောင်းသားကိုလည်းမြင်းမြပြီးမှတေချာလေးချစ်ပြီးတော့ဆေးထားပေးပါမယ်ပြီးရင်ကိုစားချင်တဲ့အရွယ်စားလေးတုံးထားပေးပါမယ်ဝက်ကောင်းသားကိုလည်းခုနလိုပဲစားချမုတ်ချင်းငံပြားရည်နဲ့နှက်ထားပေးပါမယ်ငံပြားရည်နေရာမှာမစတာကိုအသုံးပြုထားပါတယ်အနက်မွေးအောင်လို့ချက်ကော့အနေငယ်ထည့်ပါတယ်တေချာလေးနေပြီးတော့နှက်ထားပေးရပါမယ်ဒါကတော့ကြက်ဥလိတ်ထဲမှာထည့်ဖို့ပေါ့နော်အသားစစ်တွေကိုချိန်ထားပေးပါမယ်ပြီးရင်စားချုံမုတ်ချင်းငံပြာရည်တို့ကိုထည့်မှနယ်ထားပေးပါမယ်ပြီးတဲ့အခါမှာဒီသုံးထပ်တာတွေကိုဝက်စလူးကြော်မှာဖြစ်ပါတယ်ရေုံစုံစားချုံမုတ်ချင်းငံပြာရည်တွေကိုထည့်ပြီးမှတေချာလေးနယ်ပြီးမှနှက်ထားပေးပါမယ်အယိုးပြုတ်ရည်အတွက်အယိုးကြီးတပိတ်တာကိုပြင်ဆင်ထားပေးပါခုဆိုလို့ရှိရင်အသားတွေနှက်တဲ့အပိုင်းကပြီးသွားပါပြီနော်နှက်ထားတဲ့အသားတွေကိုစီများများလေးနဲ့ဝါတဲ့အထိကြော်ပေးပါမယ်နိုင်ရုပ်ကြော်ပြီးပြီစက်သားကြော်ပါမယ်စက်သားကိုလည်းအနည်းငယ်ဝါတဲ့အထိကြော်ထားပေးပါမယ်ပြီးရင်ဝက်ကောင်းသားကိုလည်းစီများများလေးနဲ့ဝါတဲ့အထိထပ်ကြော်ပေးပါမယ်ပြီးရင်ကျမတို့အယိုးကြီးပြုတ်ပါမယ်ဟောပေါ့ရေခမ်းတဲ့အခါမှာအယိုးပြုတ်ရေကိုထည့်ပေးရတာကြောင့်မလို့ပါအယိုးတွေကအချိုတက်တွေထွက်လာအောင်လို့ကြကြလေးပြုတ်ထားပေးပါမယ်အခုနကကြိတ်ပြီးနှက်ထားတဲ့အသားတွေကိုကျမတို့ကြက်ဥပေါ်မှာပပလေးဖြန့်ပြီးမှလိပ်ပါမယ်ကြက်ဥလိပ်ကစားလို့လည်းအရင်ကောင်းတယ်လို့ဟောပေါ့အိုကိုအလားဆင်ပေးတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်ပြီးတဲ့အခါမှာကြက်ဥလိပ်တွေကိုဓာတ်လေးနဲ့ဆောင်းဆောင်းလေးလှလှလေးဖြတ်ပါမယ်ကျမကတော့ကြက်ဥလိပ်ကိုဒီပုံစံလေးဖြတ်တာကိုပုံပြီးမှသဘောကျတယ်နောက်တစ်မျိုးရှိသေးတယ်ကြက်ဥလိပ်ကိုအထဲမှာအသားတွေအများကြီးထည့်လိပ်ပြီးတော့အဝိုင်းပုံစံလေးနဲ့လုပ်ကြတာလေးရှိတယ်အခုကတော့ဝတ်သားဆလူးကြော်ကြော်မှာဖြစ်ပါတယ်ရွှေလိပ်ပြအကြော်မုတ်နှစ်ထုံးနဲ့ကြက်ဥတစ်လုံးစားချမုတ်အနှဲငယ်နဲ့ရေအနှဲငယ်ထည့်ပြီးတော့ဖြော်ထားပေးပါပုံထဲကလိုမပြစ်မကျဲအနေထားလေးဆိုရပါပြီဝတ်သားတွေကိုအကြော်မုတ်ထဲမှာနှိပ်ပြီးတော့စီများများလေးထည့်ပြီးမှတစ်ခုချင်းစီကြော်ပေးပါရွှေရောင်တန်းလာပြီဆိုတော့ထုတ်လို့ရပါပြီဆလူးကြော်ကိုကျမကဟော့ပေါ့ထဲမှာထည့်ပြီးတော့ချက်မှာဖြစ်ပါတယ်ဒီခုကြော်ပြီးပြင်ချင်းပူပူလေးကိုအချင်းနဲ့တို့ဆိုင်နဲ့အရင်ကကောင်းပါတယ်နော်ဆလူးကြော်ကြိုက်တဲ့လူတွေအတွက်ကတော့ share ပါမယ်ရှင်အခုဆိုရင်ကြော်တဲ့အပိုင်းကတော့ပြီးသွားပြီဒီုံဆုံးပဲစာဥကိုဆေးပါမယ်ပြီးရင်ပိတ်ဥကိုတေချာလေးဆေးပြီးမှအတုံးလေးတွေဖြတ်ထားပါမယ်စောစောလုံးကရေစိမ်ထားတဲ့ဝက်ခောက်ကိုလည်းပုံထဲရလိုပဲဆောင်းဆောင်းလေးဖြတ်ပေးပါ
ပြီးတဲ့အခါမှာစားအနှင်းငယ်ထည့်ပြီးတော့ဒေချာလေးပုတ်စေပေးရပါမယ်အဲ့ဒါမှဝက်ခောက်ထဲမှာပါတဲ့အမွှေးတွေကပြောင်းမှာမလို့ပါရေနဲ့2ခါ3ခါလောက်ဆေးပေးလိုက်လို့ရှိရင်တသက်ရှင်းရှင်းဖြစ်သွားမှာပါပြီးတဲ့အခါမှာမြစ်ကိုလည်းဗီဒီယိုထဲအတိုင်းပပဆဆောင်းလေးလီးပြီးတော့ရေလေးနဲ့ပြောင်းစေးထားပေးရပါမယ်ကျင်းကိုလည်းပပလီပြီးမှထားပေးပါတူတူဖြူနဲ့ခွာပြီးမှထားပေးပါအခုဆိုရင်ဟော့ပေါ့ချက်ဖို့အတွက်အကုန်လုံးက ready ဖြစ်နေပါပြီမောက်လုံးဟော့ပေါ့အိုးတွေကို ready လုပ်ထားပြီးတော့မုံကြီးရွက်တွေကိုအရင်ထည့်ပါမယ်ပြီးတဲ့အခါမှာပိတ်ဥတွေကိုထည့်ပါမယ်ပိတ်ဥရဲ့အပေါ်မှာအသားတွေကိုထည့်လို့ရပါပြီဝက်နံရိုးဝက်ကောင်းတာစက်သားတွေကိုတစ်စင်ပြီးတစ်စင်ထည့်လို့ရပါပြီပြီးရင်ဝက်စလူထည့်ပါမယ်အသားတွေထည့်ပြီးလို့ရှိရင်စက်တူဖြူနဲ့ဂျင်းထည့်ပေးရပါမယ်ဗီဒီယိုထဲမှာတော့မရိုက်မိလိုက်လို့ပါအသားထည့်လို့ပြီးသွားပြီဆိုလို့ရှိရင်ပဲထည့်ပါမယ်ပဲရဲ့အပေါ်မှာမြစ်ကိုထည့်ပါမယ်မြစ်ရဲ့အပေါ်မှာဝက်ခောက်တွေကိုထည့်ပါမယ်ဝက်ခောက်ထည့်ပြီးသွားလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကြက်ဥလေးကိုထည့်လို့ရပါပြီကြက်ဥလေးကတော့ကိုထည့်ရင်ထည့်တယ်လို့လလလေးထွက်လာမှာဖြစ်ပါတယ်ငေါ့ဥထည့်ပါမယ်အပေါ်ကနေစားကော့အနည်းငယ်ဖြူလိုက်ပါတယ်အိုးထဲမှာရေတဝက်ကြော်လောက်ထည့်ထားပေးပါပြီးရင်မီတွေးအနှဲငယ်ထည့်ပြီးတော့ချက်ထားလို့ရပါပြီနော်အဖုံးမအုပ်ခင်မှာအဖုံးကိုစီအနှဲငယ်တုတ်ထားပေးပါဒါဆိုရင်အပေါ်မှာမကတ်တော့ပါဘူးနော်ဟော့ပေါ့ချက်ထားတဲ့အချိန်မှာကျမတို့တံပရာချင်းကိုဖြော်မှာဖြစ်ပါတယ်တံပရာချင်းဖြော်ဖို့ဆိုရင်ချက်တုံဖြူငရုတ်တီနန်းနန်းပင်ကိုကြိတ်ထားပါမယ်ပြီးရင်တံပရာတီ9လုံးလောက်ညှိပြီးတော့ငံပြရည်စားချုံမုတ်ပကြားကိုထည့်ပါမယ်ပြီးရင်မီးကြည့်ပြီးတော့လိုအပ်တာလေးကိုထပ်ဖြည့်လို့ရပါတယ်မီးလိုက်ထည့်လိုက်မီးလိုက်ထည့်လိုက်နဲ့နောက်ဆုံးမှာတော့အရသာပြည့်စုံတဲ့စော့ချင်တစ်ခွက်ကိုရပါပြီချက်ပြုတ်ကြော်လော်တဲ့အပိုင်းပြီးသွားပြီဆိုတော့ပကံစီးတဲ့အပိုင်းကိုရောက်ပါပြီရှယ်ဆေးပြီးသွားပြီဆိုရင်တော့ရှယ်စားတော့မှာဖြစ်ပါတယ်အယိုးပြုတ်ရင်လည်း ready ဖြစ်နေပါပြီဒါကတော့တရေခန်းသွားလို့နောက်တရေထပ်ထည့်တဲ့အချိန်တအုပ်လိုက်ပုံနေတာလေးတွေကိုလည်းထပ်ထည့်ပြီးမှအဖုံးပြန်အုပ်ထားပေးလိုက်ပါတယ်တနိုင်ဝင်းကျင်လောက်ကတော့ချက်ရပါတယ်နော်ဟော့ပေါ့အိုးကိုစပက်ပေါ်မှာတင်တဲ့အခါမှာအောက်ကနေလင်ပန်းနဲ့ရေအနှင်းငယ်ထည့်ပြီးမှတင်ထားပေးရပါမယ်နော်ပြီးရင်အရွက်တွေကိုလည်းလိုလိုထည့်ပြုတ်ပြီးတော့စားနိုင်ပါတယ်နော်ကျမကတော့အရွက်တွေကိုပြုတ်ပြီးမှအချင်းနဲ့တိုးစားရတာကိုအကြိုက်ဆုံးပါပဲဆိုင်နဲ့နောက်ဆုံးကြရင်ပိတ်ဥတွေကဣလာပြီးဆိုရင်အရေကပြည့်ပြည့်လေးဖြစ်လာမှာပါအဲ့ဒီချင်းကြရင်သမင်းနဲ့စားရင်အရင်ကမှကောင်းပါတယ်နော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြိုက်နေတက်လို့ရှိရင် like and follow လေးလုပ်ပေးလို့ရပါတယ်